Hello hello ဟိုတစ်ဖက်မှာမရှိလဲတူသွားကြည့်အောင်လေဝါစပားခင်းမယ်စိမ့်မအောင်စပားခင်းတကယ်တော့လေစောနာလေးကဒီစပားခင်းကိုတစ်ခေါက်လာသေးရဲ့စပယ်နန်နေကြားထဲမှာကူလူပြန်ဝင်နေကြတဲ့အဝါရောင်လေးပြလေးတွေရောင်းတွေ့သေးရဲ့အားနဲ့ဖုန်းသားပြန်ပြီးတော့ရိုက်မယ်ပေါ့ဒါမဲ့ခုပြန်လာတော့လေးပြတွေမတွေ့တော့ဘူးဒီဗီဒီယိုထဲမှာလေးပြလေးတွေမပါပေမဲ့လေးပြလေးတွေကြောင့်နည်းနည်းပြောချင်ပါတယ်လေးပြလေးတွေရဲ့ခန္ဓာကိုယ်ကအရဲနူးညံ့တော့အားနေတဲ့တရားလို့ထင်ရတယ်ဒါမဲ့သူတို့ကကဘာကြီးရဲ့ဂေဟစနစ်ကြီးပုံမှန်လက်ပတ်ဖို့တစ်ဖက်တစ်လမ်းကနေဝမှုကူတဲ့နီလန်းနဲ့ကုညီပေးနေကြတဲ့ချစ်စရာတရားလေးတွေဖြစ်တယ်ဒီလိုချိန်မှာကိုလိုပဲကောင်းငင်ကိုမောကြည့်နေတဲ့သူဘယ်နှယောက်များရှိနိုင်မလဲနော်စပန်နန်လေးတွေကနှုတ်နေပြီးအဆန်ကမကြီးသေးတော့ခြောင်မက်နေရစပန်နန်ကရင်းလာရင်အဆန်ကကြီးထွားပြေးစုံလာပြီးအလေးချိန်စီးလာတော့ကွေးကြနေမှာပေါ့ဒါတော့ပုံမှန်ပါပဲရင်းနေမဲ့အဆန်မအောင်တဲ့စပန်နန်တွေကလည်းထောင်မက်နေတတ်တယ်အဲ့ဒါမျိုးကတော့ရှားမယ်ထင်တယ်နော်ငငယ်တော့အเจ้าမှတင်ပူကြတယ်မလားထောင်မက်နေတဲ့စပန်နန်နဲ့ကွေးညွနေတဲ့စပန်နန်ဆိုပြီးတော့လေအားလုံးတီဗီတာမို့အဲ့ဒါကိုပြန်မပြောပြတော့ပါဘူးတကယ်ကတော့စပင်နန်ကနှုတ်သေးရင်ဘလို့လို့အဆန်အောင်သေးမလဲနော်လောကနီတီကိုကျင်ကြားနဲ့ပတ်သက်ပြီးတင်တဲ့အခါကျတော့ဂျာလေးတွေကဥမပေးလို့ကောင်းတာပေါ့စပါးခရဲ့မြင်ခွင့်ကတော့ဖုန်းကင်မရာဆန်လောက်ပဲပေါ့တွေ့လားကွင်းညွန့်နေတဲ့စပင်နန်ကျတော့သူ့ထဲမှာအဆန်အောင်နေပြီပြေးဝနေတဲ့စပားစီတွေကိုအခွန်ချွတ်ပြီးတော့အေးခန့်အောင်ပြုတ်ပြီးစားရမယ်လို့ဘသူကစပြီးလှုပ်ပြပြီးတတ်မှတ်ခဲ့တာလည်းမသိဘူးနော်စပားပင်တွေကလာလိုက်တာဟဲစပားပင်တွေကိုမြင်တာနဲ့နေရဘာလို့အလောက်တောင်ပျော်နေရတာလဲမေးရင်ငါကတဘာဝတရားတွေကလှပမှုကိုကြည်တက်သူပါလို့စိတ်ချမ်းသာမှုတည်တည်လေးတွေကဒီလိုပျော်ရွှင်မှုနေတဲ့ခေတ်ကာလကြီးမှာစိတ်ကိုတစ်ဖက်တစ်လမ်းကကူစားပေးနေရဲ့ဒီလောက်လာတဲ့နေ့ကဘယ်နေ့ဖြစ်နိုင်အောင်မလဲနော်အစိမ်းနဲ့ဝါကလိုက်ဖက်တဲ့အတွက်ဆက်ရှင်တန်ပျော်ရွှင်နေမယ်ဆိုတဲ့အတိတ်ပဲဒီဗီဒီယိုလေးကဝင်ကြည့်မိတဲ့သူတွေကိုစိတ်ပေါ်ပပျော်ရွှင်လာစေဖို့အတွက်ရည်ရွယ်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုမြင်ချင်နေဆိုရင်တော့ SW Facebook page နဲ့ YouTube channel လေးကို follow subscribe လုပ်ထားပေးပါရှင်ဗီဒီယိုကိုအပြည့်အစုံကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်